ဘာလို့ချင်းညီကိုပေးတဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုလာမယ့်ရာဒီမှာအပြောင်းလဲပြုလုပ်မဲ့ Real Madrid ရဲ့နီးပြအကြောင်းလေးဆွေးနွေးအောင်လာမယ့်ရာဒီမှာ Real Madrid ကနီးပြနေရတဲ့သူတို့မဖြစ်မနေပြောင်းလဲမှာဖြစ်ပြီးတော့အတင်းရဲ့ကျွန်တော်တို့လက်ရှိမှာရေပန်းစားဆုံးတော့ဂျိုစီမိုနီကိုတတင်းတွေထွက်နေပါတယ်ဂျိုစီမိုနီကိုပြီးတော့ကျွန်တော်တို့ကမ္ဘာဖလားပြီးမှပြင်တစ်တင်းနဲ့တူလမ်းခွဲမဲ့ဒီယိုဒီရှော့ကျွန်တော်တို့အာဂျင်တီးနားတင်းနဲ့လမ်းခွဲမဲ့ကျွန်တော်တို့နီးပြလီယိုနက်စကာလိုနီကျွန်တော်တို့ဂျာမနီနီးပြဂျူလီယန်နစ်ကီမန်အစရှိရဲ့နီးပြရင်းနဲ့တင်းထွက်နေပြီးတော့လက်ရှိကတော့ဖရိုင်နိုပီရက်ကိုတိုင်းသူတင်းတွေရတော့တော်တော်လေးခိုင်မာတဲ့တင်းတွေအဆိုရဆိုရင်တော့ဂျော်စီမိုနီရာရီယယ်မက်ဒရစ်နဲ့သူကြောပြန်ရောက်ရှိလာမယ်ဆိုတဲ့တင်းတွေရတယ်ဒိုလောနဲ့တော်တော်လေးကိုကျဲလောင်နေတဲ့အနေထားကိုလည်းတွေ့ရပြီးတော့ရီယယ်မက်ဒရစ်ရဲ့ဖရိုင်နိုပီရက်ရဲ့အကြိုက်ဆုံးနီးပြတော့ကျွန်တော်တို့ရဲ့ Dream Sign နီးပြဂျာကင်ကလော့ဖြစ်ပြီးတော့ဂျာကင်ကလော့ကလက်ရှိမှာ Red Bull Football Company မှာအားကစားဒါရိုက်တာရာထူးနဲ့လှုပ်ဆောင်နေပြီးတော့သူကလည်း Real Madrid ကထွက်တဲ့တင်းတွေအားလုံးညှင်းဆန်ပြီးတော့ Real Madrid ကိုမကင်ဘူးလို့ညှင်းဆန်တာဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိက Dream Sign က Jurgen Klopp တကယ်လို့ဒါ Jurgen Klopp ကမရခဲ့ရင် Real Madrid ကလာမယ့်နေရာဒီမှာ Jose Mourinho နဲ့စားထိုးမယ်ဆိုတဲ့တင်းတွေကလည်းလက်ရှိ Fabrizio Romero ကျွန်တော်တို့စပိန်ရဲ့နာမည်ကြီး Marca တယ်တက်လက်တစ်စားတဲ့တင်းတွေမှာလုံးဝကိုပဲထွက်နေပြီးတော့ကျွန်တော်တို့ Jose Mourinho နဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဆိုတဲ့သတင်းတွေလည်းထွက်နေတယ်ထို့အပြင် Benfica ကလည်း Jose Mourinho နေရာမှာစားထိုးဖို့အတွက်ကျွန်တော်တို့ဒီယာဒီမှာလမ်းခွဲမဲ့ဖူဟန်ရဲ့နီးပြမာကိုဆေးဘာနဲ့လည်းဆွေးနွေးနေဆိုတဲ့သတင်းတွေကလည်းဒိုလောထွက်လာပြီးတော့တကယ်ကိုလည်းလာမယ့်ယာဒီမှာ Real Madrid ရဲ့ကြော့ပြန် Special 1ရဲ့ကျွန်တော်တို့ Canvas ဆိုတာလည်းဖြစ်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမယ့်အနေအထားဖြစ်ပြီးတော့ Real Madrid မှာ Mourinho ပြန်လာမယ်ဆိုရင်တော့လက်ရှိအတွင်းမှာဖြစ်ပွားနေတဲ့ကျွန်တော်တို့အဝေးလဲကန်းပြဿနာတွေလက်ရှိကစားသမားစီးလုံးမှုပြဿနာတွေပြီးရင်ကျွန်တော်တို့လက်ရှိကစားသမားတွေထဲမှာကီလီယန်အမဘေးဘီနီအစရှိရဲ့တကယ်ကိုပုံရိပ်ကြီးရဲ့ကစားသမားတွေကိုကွန်ထရိုးလုပ်ရမှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီမော်ယိုမခန့်ခင်မတိုင်မြကျွန်တော်တို့ထုတ်ပယ်ခံလိုက်ရတဲ့ဇာဘီလွန်ဆိုအာဘီလိုဟာဒီအစရှိရဲ့နီးပြတွေကတကယ်ကိုကစားသမားတွေကိုကွန်ထရိုးမလုပ်နိုင်တဲ့အနေအထားမှာဖြစ်ပြီးတော့မော်ယိုကတော့တကယ်ကိုသူ့ရဲ့တမိုင်းကြောင်းတစ်လျှောက်မှာတကယ်ကိုlegendary နီးပြတူလည်းဖြစ်တယ်လို့ special 1ဆိုတဲ့နာမည်စလုံးနဲ့အမည်ရလာပြီးတော့ Real Madrid ကိုလည်းပထမတစ်ချိန်တူ2012လောက်ပတ်ဝန်းကျင်လောက်မှာကျွန်တော်တို့ကင်လုံးက Champions League Semi Final ကို3ချိန်ပို့ပေးပြီးတော့အဲ့ချိန်က Real Madrid ကတကယ်ကို Champions League မှာ stronger ဖြစ်ပြီးတော့ Spain La Liga မှာလည်းကျွန်တော်တို့ပြိုင်ဘက်ကျွန်တော်တို့တင်းရဲ့မာပြိုင်ဘက်ဘာစီလိုနာရဲ့တကယ်ကိုစိုးမိုးခြင်းကိုခံထားပြီးတော့ပတ်ကွာရီလိုရဲ့ဘာစီလိုနာတကယ်ကိုတီဒတာဆော့တဲ့အတင်းကိုရှင်ဖိုက်ဖို့အတွက်ကျွန်တော်တို့ဥက္ကရာကြီးဖလော်နီနိုပြီးတော့ကအဲ့ချိန်မှာမော်ယိုခန့်ခဲ့ရဖြစ်ပြီးတော့အဲ့ချိန်မှာမော်ယိုက Real Madrid မှာတကယ်ကိုဂလက်ဒီကို 1.2 ကာကာမက်စစ်အိုဇေးခီဒီယာဆာဘီလွန်ဆိုရိုနယ်ဒိုကျွန်တော်တို့ဘန်စီမာဟီဂွန်အစရှိတဲ့ပလေယာတွေနဲ့တော့ Real Madrid မှာကင်ခဲ့ပြီးတော့ Real Madrid နဲ့သူကျွန်တော်တို့ရမက်တရားဆိုတဲ့ရမက်တရားအမှတ်ပေးချန်ပီယံလာလီဂါချန်ပီယံကိုပတ်ကွာယူလာကိုကြော်ပြီးတော့ရယူခဲ့တဲ့အဲ့ချိန်မှာဒါပေမဲ့ချန်ပီယံလိဂ်တော့မရခဲ့ဘူး Real Madrid ကအဲ့ချိန်မှာချန်ပီယံလိဂ် Semi Final ကိုကျွန်တော်တို့မော်ယိုကိုတိုင်3ချိန်ပို့ပေးခဲ့တယ်ဒီချိန်ပြန်လာမှာတော့အရင်တစ်ချိန်နဲ့မတူလက်ရှိ Real Madrid ကတကယ်ကိုစီးလုံးမှုတွေပြိုကွဲနေပြီးတော့အတင်းမှာကစားသမားချင်းလုံးဝပြိုင်ဆိုင်မှုတွေရန်ပြင်းထန်ပြီးတော့ကျွန်တော်တို့ကိုတော်မှဖြစ်သွားတဲ့လုံးဝမီဒီယာအထက်မှာအရန်ကိုနာမည်ကြီးနေတဲ့ကျွန်တော်တို့အတင်းရဲ့ကပရိန်ဒုကပရိန်ဖရက်ဒီဂိုဗယ်ဗာဒီနဲ့ဒူလိုကွင်းတဲ့ကစားသမားအော်ရီယိုရှော်မာနီတို့ရဲ့ချင်းရန်ဖြစ်တဲ့ပြဿနာကလည်းတော်တော်လေးကိုကမ္ဘာမီဒီယာအထက်မှာလုံးဝကိုလူပြောများကြဖြစ်ပြီးတော့ Real Madrid အနေနဲ့မော်ယိုဒီပြဿနာမဖြစ်မနေဖြေရှင်းမရမှာဖြစ်ပြီးတော့သူမဖြစ်မနေကစားကွက်တီဆောက်ရမှာတော့မော်ယိုအနေနဲ့ကျွန်တော်တို့ MFB ရဲ့ Bini ရဲ့ဒီကစားသမား2ယောက်ကိုတည်ပြီးတော့ကစားကွက်ကိုကျွန်တော်တို့တီဆောက်ရမှာဖြစ်ပြီးတော့တကယ်ကိုမော်ယိုအနေနဲ့ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရနိုင်ပြီးတော့ဒါပေမဲ့မော်ယိုကကျွန်တော်တို့အတွက်တန်တရားမရှိတဲ့နီးပြတစ်ယောက်ပဲသူရှေ့နှစ်ဒီမှာလည်းကျွန်တော်တို့တခြားအသင်းတွေမှာလည်းလောက်ပြပြီးသွားပြီအဲ့အတွက်မော်ယိုက Real Madrid မှာဒီချိန်ပြန်လာရင်ကျွန်တော်တို့ကတော့အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိကစားသမားရတကယ်ကိုပုံရိပ်ကြီးရဲ့ကစားသမားကြီးဖြစ်ပြီးတော့အဲ့ဒီကစားသမားရဲ့ပုံရိပ်ကိုကြော်နိုင်မှလားနီးပြအဲ့လိုနီးပြမျိုးမှလားကိုထိုးလုံးနိုင်မှအဆင်ပြေပါဥမာ Vini MB လုံးဝဒီကောင်လေးတကယ်ကိုဆောက်ချိုးမပြီးရဲ့ပလေယာကြီးမော်ယိုနဲ့တွေ့ရင်တော့မော်ယိုကမင်းတို့ကောင်လေးโอเคသူစကားနားမထောင်ဘူးဆိုရင်မော်ယိုကကျွန်တော်တို့ရှေ့မှာဟိုဖြစ်ခဲ့တော့ဆိုသူ
မကြိုက်ဘူးဆိုရင် line ရဲ့အောက်ပြထားမျိုးရှိတယ်အဲ့အတွက်ဒီကစားသမားတွေနဲ့မဖြစ်မနေ control လုပ်ရမှာဖြစ်ပါတယ်